အားလုံးပဲမင်္ဂလာပါဒီနေ့ဆက်ပြီးတော့ကျွန်တော်ရှမ်းနှစ်ချင်းခရီးယန်သာသနာသမိုင်းအကြောင်းကိုပြောပြပါမယ်ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်ရှမ်းနှစ်ချင်းခရီးယန်သာသနာသမိုင်းရဲ့အပိုင်း9ရောက်နေပါပြီနော်အပိုင်း9ကျွန်တော်လွန်ခဲ့တဲ့အပတ်ဒီမှာရှမ်းနှစ်ချင်းခရီးယန်ဘယ်လိုစတင်လာတယ်လဲဘေသာသနာပြုဆရာကြီးများကလာပြီးတော့မှသာသနာပြုတယ်လေဆိုတော့ကျွန်တော်ပြောပြခဲ့ပါပြီဒီနေ့ကျွန်တော်ဆက်ပြီးတော့မှကျွန်တော်တို့ဆရာကြီးကုရှင်နာမည်အပြည့်အစုံနော်ဆရာကြီးရဲ့နာမည်ဆိုလို့ရှိရင်တော့ Reverend Josiah Nelson Cushion လို့ခေါ်ပါတယ်နော် Reverend Josiah Nelson Cushion တို့ American သာသနာပြုဆရာကြီးဖြစ်ပါတယ်ကျွန်တော်တို့အားလုံးခေါ်နေကြအတိုင်းဆိုလို့ချင်းရှာချီကုရှင်လို့ပဲကျွန်တော်တို့ပြောကြပါတယ်ခေါ်ကြပါတယ်အားလုံးလည်းသိကြပါတယ်ရှာချီကုရှင်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာပြည်မှာခရီးယန်အဖွဲ့အစည်းအတိုင်းဝိုင်းမှာအတင်းတော်တွေမှာနော်အားလုံးသိကြတယ်ရှမ်းလူမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ရှာချီကုရှင်ကိုပို့ပြီးသိကြတယ်ရှမ်းခရီးယန်ဆိုရင်ရှာချီကုရှင်ကိုမသိလို့မရဘူးမတိတဲ့လူလည်းမရှိပါဘူးလို့ပြောလိမ့်ပါတယ်နော်လွန်ခဲ့တဲ့အပတ်တုန်းကကျွန်တော်ပြောခဲ့ပြီးဆရာကြီးကုရှင်ကတောင်ကူမှာလာပြီးတော့မှတောင်ကူမှာရှိတဲ့ရှမ်းလူမျိုးကိုလာပြီးတော့သာသနာပြုတဲ့ဆရာကြီးဖြစ်တယ်1860ခုနှစ်မှာနော်သူရောက်ရှိလာပြီးတော့မှတောင်ကူမှာရှိတဲ့ရှမ်းလူမျိုးများကိုသာသနာစပြီးပြုခဲ့တယ်ဆိုတော့ကျွန်တော်ကြားခဲ့ရပြီပြီးတော့ဆရာကြီးကုရှင်ကတောင်ကူကနေပြီးတော့ရှမ်းပြည်ထဲကိုသွားတယ်နော်ကျွန်တော်သိတဲ့အတိုင်း1860ခုနှစ်68 69 90အဲ့ဒီတုန်းကဆိုလို့ရှိရင်ရှမ်းပြည်ဟာပမာပြည်မင်းတို့မင်းလက်အောက်မှာရှိတယ်တွားလို့လာလို့အရန်ခက်တယ်ပမာပြည်မင်းတို့မင်းရဲ့ခွင့်ပြုချက်မရလို့ရှိရင်ရှမ်းပြည်ကိုတွားလို့မရဘူးဒါကြောင့်မို့ကျွန်တော်ကြားခဲ့ရတဲ့အတိုင်းရှာကြီးကိုရှင်ဆိုလို့ရှိရင်ရှမ်းပြည်ကိုတွားပြီးတော့ရှမ်းလူမျိုးနဲ့တွေ့ချင်တယ်ရှမ်းလူမျိုးကိုတရားဟောချင်တယ်သာသနာပြုချင်တယ်ဆိုတဲ့အခါမန္တလေးမှာရှိတဲ့မင်းတုံမင်းစီကနေတွားပြီးအခွင့်ယူရတယ်ခွင့်ပြုတဲ့တဝန်လွာတွားယူရတယ်မင်းတုံမင်းကလည်းသူကိုခွင့်ပြုတဲ့တဝန်လွာပေးလိုက်တာကိုသူယူပြီးတော့မှရှမ်းပြည်ကိုတွားတဲ့အကြောင်းကျွန်တော်ကြားခဲ့ရပြီနော်1800နဲ့1869ခုနှစ်မှာသူပထမဆုံးအချိန်သွားတယ်ရှမ်းပြည်ကိုနောက်ပြီးတော့1890ခုနှစ်မှာလည်းနောက်တစ်ခါသွားတယ်ဆိုချာစီကုရှင်ကရှမ်းပြည်ထဲမှာသွားပြီးတော့မှရှမ်းလူမျိုးတွေကိုတွားတွေ့ပြီးတော့ရှမ်းလူမျိုးတွေကိုတွားပြီးကယ်တင်ခြင်းတရားအကြောင်းယေရှုခရစ်တော်အကြောင်းတွားပြီးပြောပြတယ်နော်နှုတ်နဲ့တွားပြောတယ်ဒီပြင်မှာသူကဝေစာတွေယူသွားပြီးတော့ဝေစာတွေတွားပေးတယ်နော်အဲ့ဒါကျွန်တော်သိခဲ့ရတယ်နော်ဆရာကြီးကုရှင်ကရှမ်းပြည်ထဲကိုနှစ်ခေါက်တိရောက်ခဲ့တယ်1869ခုနှစ်တခါနောက်1890ခုနှစ်တခါ69တခါ90တခါနှစ်အဲ့ဒီနှစ်အတွင်းမှာသူကရှမ်းပြည်ထဲကိုရှမ်းပြည်10ပြည်ရောက်ခဲ့တယ်တဲ့10ပြည်နော်ရှမ်းပြည်10ပြည်အရင်ကရှမ်းစော်ဘွားတပါးရှိလို့ရှိရင်ရှမ်းပြည်တပြည်ပဲနော်ရှမ်းစော်ဘွားတွေအုပ်စိုးတွေနဲ့နေမီဒေတာဟာရှမ်းပြည်လို့ခေါ်တယ်ဆိုတော့အဲ့တုန်းကရှမ်းပြည်အများကြီးရှိတယ်ရှမ်းစော်ဘွားတွေလည်းအများကြီးရှိတယ်ဒါကြောင့်မို့လို့သူတွားပြီးတော့မှရှမ်းလူမျိုးကိုတွားတွေ့တဲ့နေရာတွေမှာရှမ်းစော်ဘွားတွေနဲ့တွားတွေ့ရတယ်နော်ရှမ်းစော်ဘွားတွေနဲ့တွားပြီးမိတ်ဆွေဖွဲ့ရတယ်ကျွန်တော်တို့တိခဲ့ရတဲ့အတိုင်းဆရာကြီးကုရှင်ကရှမ်းပြည်10ပြည်ကိုရောက်သွားတယ်ရှမ်းစော်ဘွားတွေအများကြီးနဲ့တွေ့ခဲ့တယ်မုံနိုင်လို့ခေါ်အခုမိုးနေပေါ်ဒီမုံနိုင်မှာလဲသွားတယ်မုံနိုင်စော်ဘွားမိုးနေစော်ဘွားတွေ့တယ်နော်မုံပိုင်ဆိုမိုးပြေသွားတယ်မိုးပြေစော်ဘွားနဲ့တွေ့တယ်နောက်ပြီးကင်းတုံစော်ဘွားနော်ကျိုင်းတုံစော်ဘွားကြီးနဲ့တွေ့တယ်သူကအဲ့ဒီစော်ဘွားတွေနဲ့တွေ့ပြီးတော့မှသူကစော်ဘွားတွေ mix ဖွဲ့ပြီးတော့မှနော်ရှမ်းလူမျိုးတွေကိုတွားပြီးတော့မှတင်ကောင်းပြောတယ်ဝေစာတွေဝေပြတယ်ဆိုတော့တွေ့ခဲ့ရတယ်ဆိုတော့
69မှာတစ်ခါ90မှာတစ်ခါ1869 1890မှာတစ်ခါနှစ်ခါတိတိသူတွားခဲ့တယ်နောက်ဆုံးသူပဲအချိန်မှာသူပြန်ရောက်လာတယ်လေဆိုလို့ရှိရင်1890ခုနှစ်နော်ဧပြီလမှာသူကရှမ်းပြည်ကနေပြီးတော့တောင်ငူကိုပြန်ရောက်လာတယ်ကဲသူတောင်ငူပြန်ရောက်လာပြီးတော့မှတောင်ငူမှာနောက်ထပ်ဆက်ပြီးတော့တစ်နှစ်နေတယ်နော်တစ်နှစ်နေတယ်ဆိုတော့တစ်နှစ်အတွင်းမှာသူကတောင်ငူမှာရှိတဲ့သူရဲ့ရှမ်းသာသနာကိုဆက်လုပ်တယ်နော်တောင်ငူမှာရှိတဲ့ရှမ်းတွေကိုဆက်ပြီးသာသနာပြုတယ်သူကစာတင်တယ်နော်သူလိုအပ်တဲ့ရှမ်းစကားတွေသူတင်တယ်ပြီးတော့ဘာသာပြန်လုပ်ငန်းတွေလုပ်တယ်1890ခုနှစ်မတ်လမှာတဲ့1890ခုနှစ်မတ်လမှာရှာကြီးကူရှင်ကတဲ့တောင်ငူကနေပြီးတော့ရန်ကုန်ကိုပြောင်းသွားတယ်နော်ကျွန်တော်သိခဲ့တဲ့1860ခုနှစ်မှာရှာကြီးရောက်လာတယ်1860ခုနှစ်ကနေပြီးတော့မှ1890ခုနှစ်အထိသူတောင်ငူမှာပဲနော်စခန်းချပြီးတော့မှနော်သာသနာနေမြေမှာသူကဖျားတခင်အမှုတော်ဆောင်ခဲ့တယ်အဲ့ဒီမှာသူ၄နှစ်အမှုတော်ဆောင်ပြီးတော့မတ်လ1890ခုနှစ်မှာသူရန်ကုန်ကိုပြောင်းသွားတယ်ရန်ကုန်ကိုဘာလို့ပြောင်းသွားတယ်လဲဆိုအကြောင်းရှိတယ်တဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ရန်ကုန်ကမြို့ကြီးနော်မြို့ကြီးဖြစ်တယ်နော်နောက်ပြီးတော့မှအဲ့ဒီမှာဆိုလို့ရှိရင်သူအရန်လှုပ်ချင်နေတဲ့ဘာသာပြန်လုပ်ငန်းသူကရှမ်းတမကျန်းစာဘာသာပြန်တာကိုအရန်စိတ်ဝင်စားရဲ့အရန်လှုပ်ချင်တယ်နော်အဲ့ဒါကိုသူကရောက်ကတည်းကသူအဲ့ဒါကိုစူးစမ်းပြီးလုပ်တယ်ဘာသာပြန်တဲ့လုပ်ငန်းကိုအရန်လုပ်တယ်ဆိုတော့သူကအဲ့ရန်ကုန်သွားလို့ရှိရင်တဲ့ဘာသာပြန်တဲ့လုပ်ငန်းကိုပူပြီးတော့မှအားသွန်ခွန်စိုက်နော်အချိန်ပေးပြီးတော့လုပ်ရမယ်တဲ့ဒါကြောင့်မူရန်ကုန်ကိုပြောင်းသွားရင်သူ့အတွက်အရန်တန်ဖိုးရှိမယ်အလုပ်လည်းအရန်ဖြစ်မယ်ဆိုပြီးတော့သူရန်ကုန်ပြောင်းသွားပြီးတော့ရန်ကုန်မှာကျန်းစာပြန်တဲ့လုပ်ငန်းနော်ရှမ်းစာပေလုပ်ငန်းကိုသူအကြီးအကျယ်စိုးစားတွေ့ရတယ်တဲ့1890ခုနှစ်မတ်လမှာသူပြန်သွားတယ်နောက်တစ်ခုကတဲ့တောင်ငူမှာနေပြီးတော့ရှမ်းပြည်ကိုတွားပြီးတော့ရှမ်းလူမျိုးကိုတွေ့ဖို့ဆိုတာအရန်ခက်ခဲတယ်တဲ့အဲ့ဒီအချိန်ကမဖွင့်သေးဘူးတဲ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ပမာပီမင်းတို့မင်း control လုပ်ထားတဲ့အတွက်တော့ဟာရလာရတာအရန်ခက်တယ်အခွင့်ယူရလဲခက်တယ်နော်ဒါကြောင့်မို့တဲ့ဒီရှမ်းပြည်ကိုတွားလို့ခက်ခဲနေတဲ့အချိန်မှာသူကရန်ကုန်ကိုပြန်ပြီးတော့မှဒီဘာသာပြန်လုပ်ငန်းတမချန်းစာဘာသာပြန်လုပ်ငန်းကိုလုပ်မယ်ဆိုပြီးတော့သူပြန်သွားတာရန်ကုန်မှာကဲကျွန်တော်တို့အနေနဲ့ဗာပြောဆိုဟာဒီဘာသာပြန်လုပ်ငန်းကရန်ကုန်မှာတွားလို့ဖြစ်ပါမလားရန်ကုန်မှာလည်းရှမ်းတွေလည်းမရှိဘူးနော်သူဘယ်လိုလုပ်ပြီးတော့ရှမ်းစာတွေရှမ်းစကားတွေသူဘယ်လိုလုပ်ပြီးတော့သူလေ့လာသင်ယူပြီးတော့သူဘာသာပြန်လုပ်ရမလဲဘယ်သူကသူ့ကူညီမလဲဆိုပြီးတော့ကျွန်တော်တို့ထင်ပါလိမ့်မယ်ဒါပေမဲ့ပါတွေ့ရလဲဆိုလို့ရှိရင်ဆရာကြီးရေးထားတဲ့မှတ်တမ်းထဲမှာတဲ့ရန်ကုန်ကိုရောက်သွားတဲ့ခါမှာတဲ့ရန်ကုန်အနီးအနားတဝက်မှာရှမ်းလူမျိုးတွေရှိတယ်ရန်ကုန်အနီးအနားတဝက်မှာရှမ်းလူမျိုးတွေရှိနေတယ်တဲ့ရှမ်းစကားပြောတဲ့ရှမ်းလူမျိုးတွေရှိတယ်တဲ့ရှမ်းရွာကလေးတွေရှိတယ်တဲ့အဲ့ဒါနဲ့သူကအဲ့ဒီရန်ကုန်အနီးတဝက်မှာရှိတဲ့ရှမ်းရွာကလေးရှမ်းလူမျိုးကိုတွားပြီးတွေ့ဆုံတယ်တဲ့အဲ့ဒီရှမ်းတွေကဘယ်သူတွေလဲဘာရှမ်းတွေလဲဆိုရင်ရှမ်းတရုတ်တွေတဲ့ရှမ်းတရုတ်ဆိုတာတို့သူတို့ခေါ်တာရှမ်းတရုတ်ဒါပေမဲ့သူတို့ကတိုင်းနឺလို့ခေါ်တယ်ကျွန်တော်ရှမ်းလို့ပြောတိုင်းနឺဆိုတာကအထက်ရှမ်းပေါ့အထက်ရှမ်းဆိုအထူးသဖြင့်သူတို့တွေကကျွန်တော်တို့တရုတ်ပြည်ကလာတဲ့ရှမ်းလူမျိုးတွေနော်တရုတ်ပြည်ကလာတဲ့ရှမ်းလူမျိုးတွေရွှေလီနယ်မုံမောက်ဘက်ကလာတဲ့ရှမ်းလူမျိုးတွေအဲ့ဒီရှမ်းတရုတ်ပြည်ကလာတဲ့ရှမ်းလူမျိုးတွေကတဲ့ရန်ကုန်မြို့အနီးအနားတဝက်မှာရှိနေတယ်ရှမ်းရွာတွေရှိနေတယ်ဒါကြောင့်မို့ဆရာကြီးကတခါတည်းအယံဝန်းတာတယ်သူကသူ့နဲ့သူ့ရဲ့လက်ထောက်သူ့ကိုကူညီနေတဲ့ရှမ်းတချို့နဲ့သူကအဲ့ဒီရှမ်းရွာတွေကိုတွားတယ်အဲ့ဒီတိုင်းနឺဆိုတဲ့ရွာတွေကိုတွားကြည့်တယ်တွားလဲတယ်နော်သူကတွားပြီးတော့မှလေ့လာတယ်ပြီးတော့မှတွားပြီးတော့မှသူကတရားဟောတယ်တက်တေခံတယ်နော်
ယေရှုခရစ်တော်အကြောင်းပြောတယ်တဲ့အဲ့ဒီရွာတွေမှာတဲ့တွားရင်နဲ့သူကသာသနာပြုရင်းနဲ့လေ့လာရင်းနဲ့သင်ယူရင်းနဲ့အဲ့ဒီရွာကလူနှစ်ယောက်နှစ်ချင်းခံနေတဲ့အဲ့ဒီရွာကလူနှစ်ယောက်နှစ်ချင်းခံနေအဲ့ဒါပဲနှစ်တုန်းကလည်း1890ခုနှစ်ဆရာကြီးကတိတ်ကြိုးစားတယ်နော်ရောက်တဲ့နေရာတွားတယ်နောက်ပြီးတော့တွားတာလေရှမ်းနေရှမ်းရှိတဲ့နေရာသူလိုက်ရှာရှမ်းရှိတဲ့နေရာမှာသူဟာတွားပြီးတော့မှသာသနာပြုတယ်ဒါကြောင့်မို့သူအဲ့ဒီရန်ကုန်တဝက်မှာအနီးနားမှာရှိတဲ့ရှမ်းရွာကရှမ်းနေရောက်တော့မှယုံကြည်လက်ခံပြီးတော့နှစ်ချင်းခံတာတွေ့ရတယ်တဲ့နောက်ပြီးတော့သူဘာလုပ်သေးလဲဆိုအဲ့ဒီမှာရှမ်းကြောင်းကလေးလည်းဖွင့်ပေးတယ်တဲ့ဘယ်တော့ကောင်းလဲရှမ်းအတွက်ရှမ်းကြောင်းလည်းဖွင့်ပေးတယ်အဲ့ဒီရှမ်းကြောင်းကလေးမှာလည်းတဲ့ဆရာကြီးကုရှင်နဲ့ဇနီးကဆရာမအဖြစ်တဲ့နော်စာတင်ပေးတယ်တဲ့အရန်ကြိုးစားတဲ့ကျွန်တော်သာသနာပြုဇနီးမောင်နှံဖြစ်တယ်တဲ့အဲ့ဒီကျောင်းကကလေးတွေကဆိုလို့ရှိရင်တဲ့တော်တော်များများလာတက်တယ်တဲ့9ယောက်ကနေပြီးတော့20ယောက်အထိလောက်လာတက်တယ်တခါလီ9ယောက်တခါလီ10ယောက်တခါလီများလိုက်နဲလိုက်အဲ့လိုပဲတဲ့တချို့ကတခါတလေအများကြီးလာတယ်တဲ့ကလေးတွေကတခါလီတိတ်မများဘူးတဲ့သူက average ပေါ့ဖြမ်းမြအနေနဲ့တော့9ယောက်ကနေပြီးတော့မှအယောက်20လောက်ထိရှိတယ်တခါတလေ20တောင်ကျော်တယ်တဲ့အဲ့ဒါအင်မတန်မှသူတို့ဝန်တာဆရာကောင်းတယ်တဲ့ဒီလိုကျောင်းမှာလဲစာတင်ပေးရတယ်သူတို့လဲရှမ်းစကားလေ့လာရတယ်တင်ယူရတယ်တင်ပေးရတယ်နော်ပြီးတော့မှဘာသာပြန်လုပ်ငန်းလေးလုပ်တယ်ဒါပေမဲ့တဲ့သူပြတာအခက်အခဲပြဿနာတော့ရှိတယ်မလိုလားတဲ့လူတွေလည်းရှိတယ်တဲ့နောက်ပြီးတော့မှဒုက္ခပေးတဲ့လူတွေရှိတယ်ပြဿနာရှာတဲ့လူတွေရှိတယ်တဲ့အထူးသဖြင့်ဘယ်သူတွေလဲဆိုတော့ရှမ်းဗုဒ္ဓဘာသာဘုန်းကြီးတွေဖြစ်တယ်တဲ့ရှမ်းဗုဒ္ဓဘာသာဘုန်းကြီးတွေကမလိုလားဘူးတဲ့သူတို့ကိုမကြိုက်ဘူးတဲ့သူတို့ကိုနှောင့်ယှက်တယ်တဲ့အထူးသဖြင့်ဘယ်လိုနှောင့်ယှက်တယ်လဲဆိုရင်ねကျောင်းလာတဲ့ကလေးတွေကိုသူတို့တားမြစ်တယ်တဲ့တိပြင်းတဲ့ကျောင်းလာတဲ့ကလေးတွေမိဘတွေကိုလည်းတွားပြီးတော့မှသူတို့ကအနှောင့်အယှက်ပေးတယ်တဲ့နော်တားမြစ်တယ်တဲ့ကျောင်းကိုလာမတက်ဖို့ခရိယန်ဆရာတွေတင်ပေးတဲ့ခရိယန်ကျောင်းမှာမတက်ဖို့အဲ့ဒါမှာဗုဒ္ဓဘာသာရှမ်းဗုဒ္ဓဘာသာဘုန်းကြီးတွေကလိုက်ပြီးတော့မှသူတို့ကိုတားမြစ်တယ်ကန့်ကွက်တယ်တဲ့အဲ့လိုလုပ်တာတွေ့ရတယ်တဲ့အဲ့ဒါလေအနှောင့်အယှက်တစ်ခုပေါ့လေဒါပေမဲ့ဘာဖြစ်လဲဆိုရင်သူတို့ကအားမလျှော့ဘူးတဲ့အားမလျှော့စိတ်မပက်ပဲနဲ့ရှမ်းစာလဲလေ့လာတယ်တင်ယူတယ်ပြီးတော့မှရှမ်းစာကိုလည်းပုံပြီးမြင့်တယ်အောင်လုပ်တယ်နော် translation ဘာသာပြန်လုပ်ငန်းလဲရတယ်လုပ်တယ်တဲ့နော်အဲ့ဒီမှာဘလောက်အထိသူလုပ်နိုင်တယ်လဲဆိုဆရာကြီးကရန်ကုန်ကနေပြီးတော့သူက gospel tracts နော်အဲ့ဒီမှာတည်င်းကောင်းပေါ့လေဝေစာတွေတည်င်းကောင်းဝေစာတွေကိုတဲ့သူကရှမ်းလိုဘာသာပြန်တည်င်းကောင်းဝေစာတွေရှမ်းလိုဘာသာပြန်ပြီးတော့ဝေတယ်တိအပြင်းတဲ့ရှမ်းစာကိုပို့ပြီးမှစနစ်တကျဖြစ်အောင်ရှမ်းစာကိုပို့ပြီးကောင်းအောင် grammar တွေကစသူပြင်တယ် grammar နော်သူကဝါကြတွေနော်ခုနပြောတဲ့အတူအထားတွေပို့ပြီးမှကောင်းအောင်ဆိုသူကတခါတည်းပြုတ်ပြင်ပေးတဲ့ upgrade လုပ်ပေးတယ်ပို့ပြီးမှတိုးတက်လာအောင်သူပြုတ်ပြင်ပေးတယ်ရှမ်းစာကိုလည်းသူကအရေးအသားကစသူပြုတ်ပြင်ပေးတယ်နော်ဒီစံဘလောက်ကျေးဇူးတင်စရာကောင်းတယ်ရှမ်းစာကိုလည်းသူက upgrade ဖြစ်အောင်ပို့ပြီးမှကောင်းအောင်အဆင့်တန်းပိုမြင့်လာအောင်သူကစူးစမ်းပြင်ဆင်ပေးတယ်စာအုပ်ကလေးလေးထုတ်တယ်နော်လူငယ်တွေကလေးတွေတင်နိုင်ဖို့စာအုပ် elementary book ဆိုတော့ elementary book ဆိုတာကမူလတန်းအဆင့်လောက်တင်နိုင်တဲ့ရှမ်းစာကိုတော့မှသူလုပ်ပေးနိုင်ခဲ့တယ်တဲ့နော်ဘယ်တော့ကောင်းလဲနော်ရှမ်းစာပေးမှလည်းသူကအများကြီးလုပ်ပေးတယ်နော်တိအပြင်မှာသူကအဲ့ဒီမှာပဲတဲ့ဘာသာပြန်လုပ်ရင်းတဲ့ The Gospel of Matthew မတ်တဲနော်မတ်တဲခရစ်ဝင်ကျမ်းမတ်တဲခရစ်ဝင်ကျမ်းကိုတဲ့သူကရှမ်းလိုပြီးစီအောင်ဘာသာပြန်နိုင်ခဲ့တယ်တဲ့ဝါကြည်စံအဲ့ဒါ1892ခုမှာပြီးသွားတယ်1872ရန်ကုန်မှာ1871 1890ခုနှစ်မှာရောက်တယ်ဘာသာပြန်လုပ်ငန်းတွေစ조사လုပ်ရင်းနဲ့1892ခုနှစ်
တနစ်အတွင်းမှာတဲ့သူကရှင်မတဲ့နော်ခရစ်ဝင်ကျမ်းကိုပြီးအောင်ဘာသာပြန်နိုင်တယ်ပြီးတော့မှရှမ်းစာပေကိုလည်းသူကမူလတန်းအဆင့်တင်နိုင်အောင်ရှမ်းစာပေကိုလည်းသူကထုတ်ဝေနိုင်ခဲ့တယ်တဲ့နော်အရန်ဝန်တာစရာကောင်းတယ်ဆရာကြီးအောင်မြင်မှုပါနော်ဒီအပြင်မှာတဲ့သူရဲ့တရားဟောတဲ့တက်တိခံတယ်နော် gospel track တွေပေးရနေနော်ရှမ်းတချို့လည်းနှစ်ချင်းခံလာတာတွေ့ရတယ်ခုနကျွန်တော်နေရောက်ခံနေပြောတယ်အခုကပို့ပြီးတော့မှနှစ်ချင်းခံတဲ့လူများလာတယ်တဲ့အဲ့ဒါနဲ့သူကရန်ကုန်မှာနေရင်အလုပ်လုပ်ရင်းနဲ့ဘာဖြစ်လာတယ်လဲဆိုရင်1894ခုနှစ်နော်ရန်ကုန်ရောက်ပြီး3နှစ်ကြာလာတဲ့အခါမှာသူကျမ်းမာရေးတိတ်မကောင်းတော့ဘူးတဲ့နော်သူတို့ကျမ်းမာရေးနည်းနည်းချို့တဲ့လာပြီတဲ့ဆရာကြီးရောဆရာမကြီးရောသူတို့ကျမ်းမာရေးနည်းနည်းချို့တဲ့လာတဲ့အခါနော်တိတ်မကျမ်းမာဖြစ်တဲ့အခါမှာသူကအမေရိကကိုပြန်သွားတယ်1894ခုနှစ်မှာအမေရိကကိုပြန်သွားတယ်ကဲတေချာမှတ်ထားရအောင်နော်1869ခုနှစ်မှာရောက်လာတယ်1894ခုနှစ်မှာအမေရိကကိုခဏပြန်သွားတယ်ခဏပြန်သွားတာနော်ကျမ်းမာရေးမကောင်းလို့နော်ကျမ်းမာရေးစစ်ဆေးကုသဖို့အမေရိကနိုင်ငံကိုပြန်သွားတယ်ပြန်သွားပြီးတော့ဘယ်လောက်ကြာနေလဲအမေရိကနိုင်ငံမှာနှစ်အမေရိကနိုင်ငံတော့နှစ်တိစေဝါကုသမှုခံယူတယ်ကျမ်းမာရေးအတွက်နော်သူတို့ပြီးတဲ့အခါမှာပြန်ပြီးကျမ်းမာနေကောင်းလာတယ်အဲ့ဒါနဲ့1886ခုနှစ်မှာသူတို့လင်မယားနဲ့ဆိုလို့ပမာပြီးပြန်လာတယ်ရှမ်းတွေကိုသာသနာပြုဖို့ရန်အတွက်ရန်ကုန်ကိုပြန်လာတယ်ကဲအားရကြကောင်းတယ်နော်ချီးဆူးစရာကောင်းတယ်နော်နေမကောင်းမကြမ်းမမာဘူးဆိုကြမ်းမအောင်သွားပြီးဆေးကူပြီးပျောက်ပဲကင်းလာတယ်ကောင်းလာတယ်နဲ့ပြန်လာတယ်ဆိုတော့အမေရိကမှာနှစ်ဆေးကူခံပြီးတော့မှ1886ခုနှစ်မှာဆရာကြီးကရှမ်းသာသနာပြုဖို့ရန်ကုန်မြို့ကိုပြန်လာတယ်ပြီးတဲ့နောက်မှာရန်ကုန်မြို့သားနဲ့ချက်ချင်းရောက်တာနဲ့သူဘယ်ကိုသွားတယ်လဲဆိုတောင်ငူကိုသွားတယ်နော်1886ခုနှစ်ဒီဇင်ဘာလ22ရက်နေ့မှာတောင်ငူကိုပြန်သွားတယ်ဒီချမှတ်ထားရအောင်နော်1886ခုနှစ်ဒီဇင်ဘာလ22ရက်နေ့မှာဆရာကြီးကနော်တောင်ငူကိုသွားတယ်တိအပြင်မှာပမော်ကိုလည်းသွားတယ်တောင်ငူကိုလည်းသွားတယ်ပမော်ကိုလည်းသွားတယ်ပမော်ကကချင်တို့ရဲ့နေတဲ့နေရာနော်ကချင်နေတဲ့နေရာရှမ်းတွေလည်းနေတယ်ရှမ်းနဲ့ကချင်တွေနေတဲ့နေရာဒေတာပမော်အဲ့ဒီပမော်ကိုလည်းသူသွားတယ်ဒါပထမဆုံးအကြိမ်ပဲဆရာကြီးကိုရှင်ကတခါမှပမော်ကိုသူမရောက်ဘူးပါဘူးနော်သူကအဲ့ဒီမှာပမော်ကိုလည်းသူသွားတယ်ပမော်ကိုသွားပြီးတော့မှပမော်မှာသွားပြီးသာသနာပြုတ်သေးတယ်ဆရာကြီးကနော်အဲ့ဒီမှာပမော်မှာသွားနေရင်းနဲ့1896ခုနှစ်မှာသူပမော်မှာနေပြီးတော့မှပမော်မှာသာသနာကွင်းဖွင့်ပြီးတော့မှရှမ်းလူမျိုးကချင်လူမျိုးကိုသာသနာစပြီးပြုတ်တဲ့အခါမှာ1896ခုနှစ်ဖြစ်တယ်အဲ့ဒီမှာ1889ခုနှစ်တနစ်နော်မေလမှာဆရာကြီးဘုသူရောက်လာတယ်ဆိုလို့ရှိရင်ဆရာကြီး Reverend Friday ဆိုတော့ရောက်လာတယ်ဆရာကြီး Reverend Friday ကပမော်ကိုရောက်လာတယ်သာသနာပြုဖို့ဒါနဲ့ဆရာကြီးကုရှင်ကဆရာကြီး Friday ကိုပမော်သာသနာကွင်းကိုလွှဲအပ်ပြီးတော့မှသူတောင်ငူကိုပြန်သွားတယ်သူတနစ်ပဲနေတယ်ပမော်မှာတနစ်နေပြီးတော့မှတောင်ငူကိုပြန်သွားတယ်ဘာလို့တောင်ငူကသူ့ရဲ့ဌာနချုပ်လေနော်ကျွန်တော်သိပြီးတဲ့အတိုင်းနော်တောင်ငူကိုပဲသူသွားတယ်တောင်ငူမှာပဲဌာနချုပ်ထားတယ် base ထားတယ်အဲ့ဒီမှာပဲသူတောင်ငူကနေတစ်စစ်ရှမ်းသာသနာပြုတယ်ရှမ်းပြည်ကိုသွားတယ်နော်အဲ့ဒါသူလုပ်တယ်သူကတောင်ငူကသူ့ရဲ့ base ပဲနော်နောက်ပြီးတော့သူကခဏတပြုတ်ရန်ကုန်ကိုပြန်သွားတယ်သွားပြီးတော့မှသာသနာအဲ့ဒီ translation နော်ဒီဘာသာပြန်လို့ငါလုပ်တာအခုဆရာကြီး Friday ရောက်လာတဲ့အခါကျတော့တောင်ငူပမော်ကိုရောက်လာတဲ့အခါကျတော့ဆရာကြီးကုရှင်ကဆရာကြီး Friday ကိုပ
ပမောမစ်ရှင်နော်ပမောတာတနာမြေကိုလွှဲအပ်ပြီးတော့သူတောင်ငူကိုပြန်သွားတယ်မေလ1889ခုနှစ်မှာဆရာကြီးကုရှင်ကတောင်ငူကိုပြန်သွားတယ်တောင်ငူပြန်သွားတော့89နော်ပြီးတော့ဘာဖြစ်သေးလဲဆိုရင်ဆရာကြီးကတိတ်နေမကောင်းဖြစ်ပြန်ရောနော်ဆရာကြီးကပြန်ပြီးတော့တိတ်နေမကောင်းဖြစ်တာတဲ့ခါကျတော့မှ1888ခုနှစ်မှာအမေရိကပြန်သွားရတယ်နော်ဒီစံ96မှာပဲပြန်ရောက်လာတယ်နော်98မှာပြန်သွားတယ်နှစ်နော်တောင်ငူနဲ့ပမောမှာနှစ်တာတနာပြုတ်ပြီးတော့မှအမေရိကန်နိုင်ငံပြန်သွားရတယ်ကျမ်းမာရေးတိတ်မကောင်းလို့တိတ်နေမကောင်းလို့ဆိုကျမ်းမာရေးအတွက်နော်စေဝကုသခံယူဖို့အမေရိကန်နိုင်ငံကို1888ခုနှစ်မှာပြန်သွားတယ်ဘယ်လောက်ကြာပြန်သွားလဲအမေရိကန်မှာတနစ်ပဲတဲ့အမေရိကန်နိုင်ငံမှာသူကစေဝကုသမှုခံယူတယ်ကျမ်းမာလာတယ်နေကောင်းလာတယ်အားရှိလာတယ်အဲ့ခါမှကျမှတခါတည်းပြန်လာတယ်နော်ဗမာပြည်ကိုပြန်လာတယ်ရန်ကုန်ကိုပြန်လာတယ်ရှမ်းသာသနာပြန်ပြုတ်ဖို့ဆက်လုပ်ဖို့1889ခုနှစ်မှာဒီဇင်ဘာလမှာပြန်ရောက်လာတယ်ဟာဒီစံစက်ကပ်မှုအတိတ်ရေးကြည့်တယ်နော်စက်ကပ်မှုစက်ကတဲ့လှုပ်တယ်နော်စူးစားတယ်နော်စူးစားလှုပ်ဆောင်ရင်းနဲ့ကျမ်းမာရေးချို့တဲ့လာတဲ့အခါနေမကောင်းတဲ့အခါမှာစိတ်ကူတယ်နော်စိတ်ကူတော့လည်းတည်တဲ့အတိုင်းကျွန်တော်ရှမ်းပြည်ဗမာပြည်မှာစိတ်ကူလို့တိတ်တော့အဆင်မပြေဘူးပေါ့နော်ဒါသူတို့အင်မနာကိမီတဲ့ကောင်းမွန်တဲ့အမေရိကန်နိုင်ငံမှာဆေးပြန်တော့ကုမယ်အဲ့ဒါဆိုလို့ရှိရင်ဘူဘီစိတ်ချရတယ်ဆိုတော့ပြန်လာပဲနော်သာသနာပြုဆရာတွေကရှမ်းပြည်ဗမာပြည်ကနေပြီးအမေရိကန်နိုင်ငံပြန်ဆေးကုပြီးနေကောင်းဆိုပြန်လာလို့နေမကောင်းလို့ဆိုရင်ပြန်ဆေးကုပြီးပြန်လို့စီစံဆရာကြီးကုရှင်ဆိုရင်နော်နှခါရှိပြီးပြန်သွားတာနော်နေမကောင်းလို့တော့ပြန်သွားတာပထမတစ်ခါတုန်းကသူကဆေးဝါးကိုတယ်နှစ်ဆေးကုပြီးပြန်လာတယ်အခုလည်းနောက်တစ်ခါဖြစ်တော့ပြန်သွားတယ်ဆေးကုတဲ့တစ်နှစ်ပြီးတော့ပြန်လာတယ်ဒီဇင်ဘာလ1889ခုနှစ်မှာသူပြန်ရောက်လာတယ်တဲ့ရန်ကုန်ကိုရောက်လာတယ်ရန်ကုန်ရောက်လာပြီးပဲသွားတယ်ချက်ချင်းပဲသူကတခါတဲ့တာသနာကွင်းကိုသွားတယ်အရင်တော့ကသူတွားခဲ့ပူးတဲ့ပမောတာသနာကွင်းကိုသွားတယ်ဒီစံတော့ပမောတာသနာကွင်းကိုတော်တော်ဘာခေါမလဲစက်ကမှုရှိတယ်နော်တေတာသနာကွင်းကိုသူကအင်မတန်မှစိတ်ဝင်စားတယ်ဒါမှပမောတာသနာကွင်းကိုချက်သွားဘလူးနဲ့သွားတယ်ဆိုနော်သူပြတော့ရှာကြီး Reverend နဲ့သူ့ရဲ့ဇနီးMrs. W.H. Roberts ရှာကြီး Roberts နဲ့သွားတာကချင်ခရီးယန်ဒီအလုံးသိပါလိမ့်မယ်ကျွန်တော်ယုံကြည်တယ်ရှာကြီး Roberts W.H. Roberts ကချင်လူမျိုးကိုပထမဦးဆုံးသာသနာပြုတဲ့ဆရာကြီးဒါကြောင့်မို့အခုကချင်နေကောင်းကောင်းသိတယ်ဆရာကြီး Roberts W.H. Roberts လို့ခေါ်တယ်နော်အခုဆိုရင်ကချင်မှာတော့အများဆုံးပြောနေကြတာဒါကတော့ဆရာကြီး Ola Hansen ဆရာကြီး Ola Hansen ဆိုတော့မသိတဲ့ကချင်မရှိဘူးဆရာကြီး Ola Hansen ကနော်ကချင်စာပေကိုလည်းတည်ထွင်ပေးတယ်ကချင်ကျမ်းစာကိုလည်းဘာသာပြန်ပေးခဲ့တယ်ဒါကြောင့်မို့ကချင်ခရီးယန်ကချင်လူမျိုးတွေကဆရာကြီး Ola Hansen ကောင်းတည်တယ်မတည်တဲ့သူတယောက်မှမရှိဘူးဒါပေမဲ့ဆရာကြီး Ola Hansen တက်စောပြီးတော့မှကချင်လူမျိုးကိုသာသနာလာပြုတာကဆရာကြီး Roberts W.H. Roberts ဖြစ်တယ်ဒီဘသူကအဲ့ဒီဆရာကြီး Roberts နဲ့ဆရာကြီးကုရှင်နေအောင်စလုံးအတူတူပမောကိုတွားလိုက်တာနော်အဲ့ဒီမှာဒီဇင်ဘာလ14ရက်နေ့1889ခုနှစ်မန္တလေးကိုအရင်ဆုံးသွားတယ်မန္တလေးကနေပြီးမှပမောကိုသွားတယ်ဆိုတော့ဒီဇင်ဘာလ31ရက်နေ့မှာတခါတည်းပမောကိုခရီးထွက်သွားတယ်မန္တလေးကနေပြီးပမောကိုခရီးထွက်တဲ့ဒီဇင်ဘာ31ရက်နေ့ပမောကိုပဲနေ့ရောက်သွားတယ်လေဇန်နဝါရီလ12ရက်နေ့1889ခုနှစ်ကချင်လူမျိုးတွေတည်ချမှတ်တာနော်ကချင်တမိုင်းမှာရှိမှာပါကျွန်တော်တင်တာကချင်ခရီးယန်များပြုစုထားတဲ့ကချင်ခရီးယန်တာတမိုင်းမှာရှိမှာပါနော်ရှိမှာပါဆိုတော့ဆရာကြီး Roberts
နဲ့ဆရာကြီးကုရှင်သူတို့နှစ်ယောက်ဟာပမော်ကိုဘယ်တော့မှရောက်သွားတယ်လဲဆိုရင်1889ခုနှစ်ဇန်နဝါရီလ12ရက်နေ့ဖြစ်တယ်အဲ့ဒီမှာသူတို့ကုရှင်ရောဆရာကြီးရောပတ်ရောအဲ့ဒီမှာပမော်သာသနာကွင်းကိုတွားပြီးတော့သာသနာစပြုလာတယ်ဆိုတာတွေ့ရတယ်တဲ့အဲ့ဒီမှာဆရာကြီးကဘလောက်အထီးကြိုးစားလဲဆိုလို့ရှိရင်နော်ပမော်သာသနာကွင်းကနေပြီးတော့မှပြန်ပြီးတော့မှ1880မှာနော်1880မှာရန်ကုန်တောင်ငူကိုပြန်တယ်တောင်ငူကိုပြန်လာတယ်တနစ်တော့နော်တနစ်လောက်ဆရာကြီးရောဘတ်နဲ့ပမော်မှာလှုပ်ရင်းနဲ့ပြီးတော့ပြန်လာတယ်တောင်ငူကိုပြန်တယ်တောင်ငူကိုပြန်ပြီးတော့မှရန်ကုန်ကိုပြန်တယ်နော်သူကမိသားစုတွေနဲ့ရန်ကုန်ကိုပြန်တယ်ခုနကျွန်တော်တို့ပြောခဲ့ပြီးတဲ့အတိုင်းရန်ကုန်မှာကသူကပါတာပြန်လုပ်ငန်းကိစာပေရှမ်းစာပေလုပ်ငန်းတွေဆက်လုပ်ဖို့သူကတောင်ငူမှာမလုပ်ဘူးနော်တောင်ငူမှာရှမ်းစာပေနဲ့ပတ်သက်တာတွေရှမ်းဘိုင်ဘယ်ပါတာပြန်တဲ့လုပ်ငန်းတွေကိုတောင်ငူမှာသူမလုပ်ဘူးရန်ကုန်မှာပြန်လုပ်တာကျွန်တော်ရန်ကုန်ကို February လ1ရက်နေ့1880ခုနှစ်မှာမိသားစုနဲ့ဆရာကြီးကုရှင်နဲ့တွေ့စနီးနဲ့ပြန်ရောက်သွားတယ်ကဲအဲ့ဒီမှာရန်ကုန်မှာသူတို့ဘယ်လိုလုပ်ပြီးတော့မှပါတာပြန်လုပ်ငန်းလုပ်တယ်လေဆိုတာကိုကျွန်တော်ဆက်ပြီးတော့မှလေ့လာကြမယ်နော်အဲ့ဒီမှာသူတို့စိတ်ဝင်စားစရာကောင်းတယ်ဆရာကြီးကပါတာပြန်လုပ်ငန်းမှာအရန်တူဆက်ခတ်ထားတာရှိတယ်ဆိုတော့ဆရာကြီးက February 1ရက်နေ့1880ခုနှစ်မှာရန်ကုန်ကိုပြန်သွားတယ်ပြန်သွားပြီးတော့မှသူကအဲ့ဒီမှာတခါတည်းစူးစမ်းပြီးပါတာပြန်တာ The Four Gospel နော်ခရစ်ဝင်ကျမ်း၄ကျမ်းကိုတခါတည်းရှမ်းလို့ပြီးအောင်ပါတာပြန်လိုက်တယ်ဘလောက်ကောင်းလဲ The Four Gospel နော်ခုနပြောတဲ့မဿဲမာကုလုကာယောဟန်ခရစ်ဝင်ကျမ်း၄ကျမ်းကိုသူကအပြီးပါတာပြန်လိုက်တယ်တဲ့1880ခုနှစ်မှာပြန်သွားပြီးတော့လုပ်တယ်အဲ့ဒီမှာသူကတခါတည်းပုံနှိပ်လိုက်တယ်ဟာဒီစံပုံနှိပ်လိုက်သေးတယ်1880ခုနှစ် February လ1ရက်နေ့မှာဘယ်လောက်ကြိုးစားလဲသူရှမ်းသာသနာအတွက်ရောက်လာတာက1860ခုနှစ်အခု1880ခုနှစ်မှာ Four Gospel နော်ခရစ်ဝင်ကျမ်း၄ချမ်းကိုပါတာပြန်ပေးနိုင်တယ်ဆိုတော့ဘလောက်လဲ73နှစ်အတွင်းမှာလုပ်ပေးနိုင်တာကျေးဇူးတော်ပဲအရန်ချီးကျူးတယ်ကဲသာသနာလုပ်ငန်းပါတာပြန်လုပ်ငန်းလုပ်ရင်းနဲ့ဘာဖြစ်ပြန်ပြီလဲဆိုလို့ရှိရင်ဆရာကြီးကုရှင်နဲ့ဇနီးနော်ဆရာကြီးကုရှင်နဲ့ဇနီး Mrs. ကုရှင်ကတဲ့ကျမကြီးချို့တယ်လားပြန်ပြီတဲ့နေမကောင်းပြန်ပြီတဲ့နေမကောင်းပြန်ဖြစ်တော့တဲ့အမေရိကကိုဇူလိုင်လမှာပြန်သွားတယ်ဆရာကြီးကုရှင်နဲ့ဇနီးနေမကောင်းတော့ဇူလိုင်လမှာအမေရိကကိုပြန်သွားတယ်သူတို့ပြန်ရောက်လာတာကပေတုံးကရောက်လာတယ်ဆိုရင်1889ခုနှစ်မပြန်ရောက်တာနော်1889ခုနှစ်ဒီဇင်ဘာမှာပြန်ရောက်လာတာအခုက1880နော်အဲ့ဒီမှာခုနှစ်မှာပြန်သွားရတယ်ဆိုတနစ်ပဲနေရင်းနဲ့ဇူလိုင်လမှာသူပြန်သွားရတယ်ဆိုတနစ်တောင်မပြည့်ဘူးနော်အဲ့မှာ89 January ကနေဇူလိုင်ဆိုလို့ရှိရင်6လ9လလောက်ပါပဲအဲ့ဒီမှာနေရင်းနဲ့ဆရာကြီးကုရှင်နဲ့ဇနီးနေမကောင်းလို့ပြန်သွားတယ်ဒါပေမဲ့ဆရာကြီးကုရှင်လိုက်မသွားဘူးလိုက်မပြန်ဘူးဆရာကြီးကုရှင်နေရခဲ့တယ်နော်ဆရာမကြီးနော်ဆရာကြီးကုရှင်နဲ့ဇနီးပဲပြန်သွားပြီးစေဝါကုသခံယူဖို့အမေရိကပြန်တယ်ဆရာကြီးကုရှင်တော့နေခဲ့တယ်တောင်ငူမှာတဲ့ဆရာကြီးမရှိတော့ဆရာကြီးကုရှင်ကတောင်ငူကနေရန်ကုန်ကိုရွှေ့လိုက်တဲ့အခါကျတော့တောင်ငူသာသနာကလုတ်ပဲလူကလိုအပ်နေပြီဆိုတော့ဆရာကြီး Reverend Mix ကနေပြီးတော့မှတဲ့တောင်ငူကိုတွားပြီးတော့မှအဲ့ဒီမှာတာဝန်ယူပြီးတော့တောင်ငူသာသနာတွေကိုဆက်ပြီးလှုပ်ဆောင်သွားတယ်ဆိုတော့တွေ့ရတယ်တဲ့မိတ်ဆွေတို့ကဲအဲ့ဒါဆရာကြီးကုရှင်ကတောင်ငူကနေရန်ကုန်ပြောင်းရွှေ့ပြီးတော့မှသာသနာလုပ်ငန်းကိုဆက်လုပ်တဲ့အကြောင်းပါပဲနော်ရန်ကုန်ကိုပြန်ပြီးတော့မှ
ပါတာပြန်လုပ်ငန်းတွေကိုလုပ်တဲ့အကြောင်းပါပဲနော်တမန်ကျန်းစာပြန်လာရောနော်ရှမ်းစာပြီးအတွက်နော်ခုနပြောတဲ့မူလတအဆင့်တင်ကြားနိုင်တဲ့နော်ရှမ်းစာပြီးကိုလည်းသူကပြုစုနိုင်တယ်နော်ထုတ်ဝင်နိုင်တယ်နော်အဲ့ဒါတွေကိုကျွန်တော်တွေ့ခဲ့ရတယ်တဲ့ကဲခုဆက်ပြီးတော့မှနော်အချိန်ကတော့ရှိပါသေးတယ်3မိနစ်30ပဲရှိသေးတယ်နော်ဆိုတော့ကျွန်တော်ဆက်ပြီးတော့မှဆရာကြီးကုရှင်ကရှမ်းဘိုင်ဘယ်ကိုဘယ်လိုနော်ဘယ်လိုပါတာပြန်ပြီးတော့ဘယ်တုန်းကဘယ်လိုပုံနှိပ်ခဲ့တယ်လဲဆိုတာအတူချုံပြီးပြောပြမယ်နော်နောက်မှပဲကျွန်တော်ရှမ်းဘိုင်ဘယ်အကြောင်းကိုပြောတဲ့အခါကျမှအသေးစိတ်ပြောပြမယ်နော်ရှမ်းဘိုင်ဘယ်အကြောင်းကိုပြောတဲ့အခါမှာအသေးစိတ်ပြောပြမယ်ဒါအခုတော့ဆရာကြီးကုရှင်နဲ့ရှမ်းဘိုင်ဘယ်ရှမ်းတမန်ကျန်းစာပါတာပြန်တဲ့ဟာကိုအချင်းချုံပြီးတော့ကျွန်တော်ပြောပြအောင်မယ်နော်ဘာလို့ဆိုတော့ဆရာကြီးကရန်ကုန်ရောက်လာတော့သူပါတာပြန်တဲ့လုပ်ငန်းပဲသူလုပ်တာကိုဆိုတော့ရန်ကုန်မှာသူကပါတာပြန်လုပ်ငန်းကိုသူဘယ်လိုလုပ်သွားတယ်လဲဆိုတာကိုအချင်းချုံပြီးပြောပြမယ်နော်ဆရာကြီးကုရှင်ရဲ့အတိကလုပ်ငန်းဟာတဲ့ချမ်းတမန်ကျန်းစာပါတာပြန်ဖို့ဖြစ်တယ်တစ်ချက်နောက်တစ်ချက်ကရှမ်းလူမျိုးတွေအတွက်ရှမ်းစာပေရှမ်းလူမျိုးတွေတဲ့ရှမ်းစာပေကိုပါတာပြန်ပြီးမြင့်တင်ပေးဖို့ဖြစ်တယ်နော်ရှမ်းစာပေရဲ့ grammar နော် grammar ကိုလည်းသူကပြန်ပြီးတော့မှခစ်မြောင်ပြန်ပြီးတော့မှသူကရေးတာပြုစုထုတ်ဝေဖို့ဖြစ်တယ်နောက်တစ်ခုကရှမ်း dictionary ဆိုတာကိုသူအဲ့ဒါရှမ်း dictionary ပြုစုပြီးတော့မှထုတ်ဝေဖို့ဖြစ်တယ်တဲ့ဟာရှမ်း dictionary ရှမ်းအပိတန်နဲ့နော်ရှမ်းအပိတန်တကယ်ပဲအရင်တော့ရှမ်းအပြစ်ဒဏ်ဆိုမရှိဘူးရှမ်းအပြစ်ဒဏ်ဆိုတော့တခါမှမကြဘူးရှိလည်းမရှိခဲ့ဘူးဆရာကြီးကုရှင်ကပါတာပြန်လုပ်ငန်းလုပ်ရင်းနဲ့ရှမ်း dictionary ရှမ်းအပြစ်ဒဏ်ပါသူလုပ်တယ်ကျွန်တော်တွေ့ခဲ့ရတယ်ရှမ်းအပြစ်ဒဏ်ဆရာကြီးကုရှင်လုပ်သွားတဲ့ရှမ်းအပြစ်ဒဏ် English to Shan to English နောက်စလုံးသူလုပ်တာအင်္ဂလိပ်ကနေပြီးတော့ရှမ်းလို့အပြစ်ဒဏ်ပါတာလုပ်ပြီးခဲ့တယ်ပြီးတော့မှရှမ်းကနေပြီးတော့မှအင်္ဂလိပ်လိုရောသူကအပိတန်လုတ်ပေးခဲ့တယ်။ဘာရန်တန်ဖို့ရှိတယ်နော်အဲ့ဒါဆရာကြီးလုတ်တော့တဲ့ရှမ်း dictionary ရှမ်းအပိတန်ဆိုတာဆရာကြီးကုရှင်ကပထမဦးဆုံးလုတ်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ကျွန်တော်ရှမ်းလူမျိုးအားလုံးနဲ့အဲ့ဒါကိုကျွန်တော်တို့သိဖို့လိုတယ်နော်ဆရာကြီးကလည်းအထူးပဲကျေးဇူးတင်ဖို့လိုတယ်နော်ဒီရှမ်း dictionary ဆိုတဲ့အပိတန်ကကျွန်တော်ရှမ်းနေအတွက်အများကြီးတန်ဖိုးရှိတယ်ဆရာကြီးကလုပ်ပေးခဲ့တာနော်နောက်မှအသေးစိတ်ပြောပြမယ်ဘယ်လိုလုပ်ပြီးတော့ဘယ်တော့ကပြီးသွားပြီးတော့ဘယ်လိုပုံနှိပ်တယ်လဲနော်အခုပြောပြမယ်ဆရာကြီးကတဲ့ဒီရှမ်းပိုင်ရှမ်းတမန်ကျန်းစာကိုပါတာပြန်လုပ်တဲ့ခါမှာတဲ့ဂျိုးစားရေးနဲ့1882ခုနှစ်မှာတေချာမထနော်1882ခုနှစ်နိုဝင်ဘာမှာတဲ့တမတိချန်ကိုပြီးသွားတယ်ဒီလား1882ခုနှစ်မှာတမတိချန်ပြီးသွားတယ်ရှာကြီးကတောင်ကိုရောက်ပြီးတော့ရှားတနာလာပြုတ်တာ1860ခုနှစ်နော်60ခုနှစ်15နှစ်အတွင်းမှာပဲရှာကြီးကုရှင်ကတမတိချန်ကိုရှမ်းပါတာပြီးအောင်ပါတာပြန်ပေးနိုင်တယ်ဘလောက်ချီကျူးစရာကောင်းလဲဆရာကြီးကဘလောက်ကြိုးစားလဲ15နှစ်အတွင်းနော် New Testament တမတိကျမ်းကိုရှမ်းပါတာပြန်ပေးနိုင်တယ်အပြည့်အစည်းတဲ့အဲ့ဒီမှာဆရာကြီးကုရှင်အဲ့မှာပါကျွန်တော်တို့ပြောတဲ့ဟာကနော်ရှော့ပြောတာမဟုတ်ဒါတက်တည်ရှိတယ်စာအုပ်ရှိတယ်နော်ပြန်มาတော့တွေ့နိုင်တယ်အဲ့ဒီကိစ္စဆရာကြီးကတဲ့1882ခုနှစ်နိုဝင်ဘာလမှာဒီ New Testament တမတိကျမ်းကိုရှမ်းလို BC အောင်ဘာသာပြန်ပြနိုင်ခဲ့တယ်ဆိုတာပြန်มา record ရှိတယ်လေဆိုတာ reference ပြန်มาလဲဆို69 annual report July 1883 American Baptist Missionary Union page 58 and 59မှာတွေ့နိုင်တယ်နော် to reference 69 annual report July 1883 American Baptist Missionary Union page 58 59မှာတွားကြည့်ပါအဲ့ဒီမှာဒါ reference ပဲ
နော်တမတိချန်ကိုရှမ်းလိုဘာသာပြန်ပေးလိုက်တာနိုဝင်ဘာလ1882ခုနှစ်ဖြစ်တဲ့အကြောင်းပဲဖြစ်ပါတယ်ပြီးတော့မှဆရာကြီးကတခါပြန်ပြီးသွားပြီဆိုတာတော့မှထပ်ပြီးစေရတယ်တဲ့ပြန်ပြီးတော့ပြီးသွားပြီလေဘာသာပြန်တော့ပြန်ပြီးတော့ရေးပြီးမဟုတ်ဘူးဘာသာပြန်နေဆိုပြီးပထမ draft ပထမဘာသာပြန်စီရတယ် revise ပြန်လုပ်ရတယ် recheck ပြန်လုပ်ရတယ်နော် proof reading တွေလုပ်ရတယ်တေချာကြည့်ရတယ်ဆိုတော့ဆရာကြီးကအဲ့ဒါကိုအချိန်ယူပြီးတော့မှပြန်ပြီးတော့မှ revise လုပ်တယ်တဲ့အဲ့ဒီမှာ gospel အားလုံးကို revise လုပ်တယ်တဲ့နော်ပြီးတော့မှ Acts တို့ Romans တို့အကုန်လုံး revision ကိုလုပ်တဲ့အခါမှာဘယ်တုန်းကပြီးသွားတယ်လဲဆိုရင်1889ခုနှစ်မှာပြီးသွားတယ် revision ကလည်းကြာတယ်နော်9နှစ်တည်တော့နော်သူကပုံမနေခင်မှာသူက second revision သူလုပ်တယ်နော် second revision တော့ third revision လုပ်တယ် third revision third edition လို့လည်းပြောတယ်နော်တတိယအကြိမ်ပြန်ပြီးမှသူကပြန်ပြုတ်ပြင်တယ်ပြန်စစ်ဆေးတယ်နော်ပြန်စစ်ဆေးတယ်ပြန်ပြုတ်ပြင်တယ်အဲ့ဒီမှာဘယ်တော့မှပြီးသွားတယ်1903ခုနှစ်မှာပြီးသွားတာ1903ခုနှစ်မှာပြီးတယ်သူပြောတာဘာသာပြန်ပြီးတာတော့1882ခုနှစ်မှာဘာသာပြန်ပြီးသွားတယ်ဒါပေမဲ့သူစစ်တာ3ခါတိတိစစ်တယ်စစ်ဆေးတယ်တဲ့သူကစစ်ဆေးပြီးတော့ပြန်လဲပြုတ်ပြင်ပြီးတော့ပြန်ရေးသားတယ်ဟာ1903ခုနှစ်မှာပြီးသွားတယ်6နှစ်ကြာပြန်ပြီး revision 3ခါလုပ်တာ6နှစ်ကြာတယ်6နှစ်ကြာတဲ့အခါကျတော့မှဆရာကြီးကတဲ့အဲ့ဒီမှာသူပုံနှိပ်တယ်အဲ့ဒီမှာပုံနှိပ်လိုက်တယ်ပုံရှမ်းတမတိချန်ကိုပုံနှိပ်လိုက်တယ်နော်ပြီးတော့မှ Old Testament ကိုလည်းသူဆက်လုပ်တယ်သူကတမတိချန်လည်းလုပ်တယ်တမဟောင်းချန်လည်းတပြိုင်တည်းလို့ဒါပေမဲ့တမတိချန်ကိုပုံနှိပ်ပြီးတော့ထုတ်ပေးလိုက်တာ1903ခုနှစ်မှာလို့ပြောတယ်နော်1900ဒါ revision ပေါ့ that edition of New Testament ကိုအဲ့လိုပြောတယ်နောက်ပြီးတော့မှ Old Testament what finished in January 1885 Old Testament ကိုလည်းသူလုပ်တယ် Old Testament လည်းဘယ်တော့1885ခုနှစ်မှာပြီးတာ1882ခုနှစ်မှာက New Testament ပြီးတယ်တမတိချန်1885ခုနှစ်မှာ Old Testament ပြီးတယ်တမဟောင်းချန်ကြည့်စမ်းတမတိချန်ပြီးတာ80နှစ်တမဟောင်းချန်ပြီးတာ85ဒါပေမဲ့တမဟောင်းချန်ပြီးပြီမဲ့ချက်ချင်းပုံမနေဘူးပုံမနေတယ်ပြီးတော့ပုံမနေတယ်ခုနပြောတဲ့အတိုင်းတော့အရန်စစ်ဆေးတယ်မားယွင်းမှုမရှိအောင်မားယွင်းမှုမရှိအောင်တေချာစစ်တာ New Testament တမတိချန်အောင်မှာသူက3ခါတိတိစစ်တာ3ခါတိတိပြင်တာဒါကြောင့်မို့ပြီးတာ80နှစ်1903ခုနှစ်ကြာမှပုံနေလို့ရတာကဲဘယ်လောက်လဲနော်စပီဒါကကြာပြီဒါပေမဲ့ပုံနေတာက1903ဆိုလို့ရှိရင်7နှစ်တိသူအချိန်ယူပြီးတော့မှစစ်ပြီးတော့မှပုံနေတယ်အခုလဲဒီမှာ Old Testament တမဟောင်းကျမ်းကိုလည်းပြီးသွားပြီ1885 January လမှာပြီးတာတဲ့ဒါပေမဲ့ဒီပုံမနေဘူးပြန်စစ်တယ်နော် revision ကိုပြန်လုပ်တယ်တဲ့ Old Testament ကို revision ပြန်လုပ်တယ်1889ခုနှစ်မှာrevision ပြီးသွားတယ်ဟာတမဟောင်းကျမ်းကိုပြန်ပြီးစစ်ဆေးတာ89မှာပြီးတယ်ဆိုတော့4နှစ်တိတိကြာတယ်4နှစ် January လ1885မှာ Old Testament တမဟောင်းကျမ်းကိုသူပါတာပြန်ပြီးသွားတယ်ဒါပေမဲ့သူစစ်ဆေးတယ်1889ခုနှစ် October လမှာပြီးသွားတယ်စစ်ဆေးပြီးတော့ပြီးသွားတာနဲ့သူကဒီတမဟောင်းကျမ်းကိုလည်းသူပုံနှိပ်တယ်1890ခုနှစ်မှာသူပုံနှိပ်တယ်1890ခုနှစ်မှာပုံနှိပ်တယ်အဲ့ဒီမှာလဲကျွန်တော် reference ရှိတယ်เนาะဘယ်မှာသွားတွေ့နိုင်လဲဆိုရင် excuse me ဘယ်မှာသွားတွေ့နိုင်လဲဆိုလို့ရှိရင်
Reverend Dr. Cushin Josiah Nelson, DD PhD, by Henry Melville, King, Philadelphia, American Baptist Publication Society, 1907, page 15. အဲ့ဒါမှတော့ကြည့်အဲ့ဒါ reference ပဲကျွန်တော်ရှောက်ပြောတာမဟုတ်ဘူးနော်တကယ် record နော်တမိုင်းမှာတေချာရှိထားတဲ့ဥစ္စာနော်ရေးထားတယ်နော် library မှာရှိတယ်အဲ့ဒီမှာ reference အပဲမှာပေးထားတယ်ဆိုရင်ဆရာကြီး Reverend Dr. Cushin Josiah Nelson DD PhD by Henry Melville King Philadelphia American Baptist Publication Society 1907 page 15မှာရှိပါတယ်ဆိုတာကိုပြောပြတာဆိုတော့အဲ့ဒါကျွန်တော်တို့တေချာသိပြီး Old Testament ကို1890ခုနှစ်မှာသူပုံနှိပ်တယ်ဆိုတော့90ခုနှစ်ပုံနှိပ်တော့ထွက်လာပြီ Old Testament ဘလို့ဝန်တာဆရာကောင်းလဲနော်1800ဆိုတော့ဆရာကြီး Dr. Gad Patrick ကလည်းဘာပြောလဲဆိုလို့ရှိရင်ねသူကားတဲ့တမောင်းချမ်းကိုသူရလိုက်တယ်အဲ့ဒီ Dr. Gad Patrick ဆိုတာကဒီဘောမာတာတနာပြုတ်နေတဲ့ဆရာကြီးဒီဘောတာတနာပြုတ်နေတဲ့ဆရာကြီးဖြစ်တဲ့ Dr. Gad Patrick ဆရာဝန်တာတနာပြုတ်ဆရာဝန်ကြီး Dr. Gad Patrick ကဒီဘောမာတာတနာပြုတ်နေတဲ့ခါမှာသူကအဲ့ဒီတမဟောင်းချမ်းစာအုပ်ကြီးကိုသူရလိုက်တဲ့ခါကျသူအယံဝန်တာတယ်1893ခုနှစ်မှာသူရတာတဲ့သူဘာပြောလဲဆိုဂျေစုတော်ချီးမွမ်းတယ်ဂျေစုတော်ချီးမွမ်းတယ်ဒီလိုရှမ်းဘာသာအဖြစ်နော်ချမ်းစာအုပ်ကြီးကိုသူရလိုက်တဲ့အခါမှာသူအယံဝန်တာတယ်အဲ့ဒီချမ်းစာအုပ်ကိုသူတို့ဘာလုပ်လိုက်သေးလဲဆိုလို့ရှိရင်အဲ့ဒီမှာရှိတဲ့တာသနာပြုဆရာတွေတရားဟောဆရာတွေကိုတဲ့လက်ဆောင်ပေးတာခရစ်မတ်လက်ဆောင်အဖြစ်တယောက်ကိုတော့အုပ်စီပေးလိုက်တာဝါဘလို့ဝန်တာဆရာကောင်းလဲနော်ရှမ်းပါတာအဖြစ်နှုတ်ကပတ်တော်ရပြီရှမ်းတမချမ်းစာအုပ်ရပြီ1890ခုနှစ်မှာပုံနှိပ်ပြီးတော့1893ခုနှစ်မှာဆရာတွေစပြီးရပြီအသုံးပြုနေပြီတဲ့အယောင်ဝန်တာဆိုတော့တမဟောင်းချမ်းတမတစ်ချမ်းအားလုံးပြီးသွားတဲ့အခါပြီးသွားတာက1890ခုနှစ်ဖြစ်တယ်။နောက်ပုံနေကင်းနဲ့ဖြန့်ဝေတာကြော1892ခုနှစ်မှာဖြစ်တယ်။ကဲဒီချမထားရအောင်နော်1890ခုနှစ်မှာကျွန်တော်တို့ရှမ်းတမချမ်းစာအုပ်အပြည့်အစုံတမဟောင်းချမ်းတမတစ်ချမ်းရရှိခဲ့တယ်။1892ခုနှစ်မှာပုံနှိပ်ထုတ်ဝေတယ်အယံဝန်တာဆရာကောင်းတယ်မိတ်ဆွေတို့ကျွန်တော်စီမှာရှိတယ်နော်ကျွန်တော်စီမှာ original ပုံနှိပ်ပြီးတော့ထုတ်ဝေတယ်ပထမဦးဆုံးတော့ဒီရှမ်းတမချမ်းစာအုပ်ကျွန်တော်စီမှာရှိတယ်တော်တော်ဟောင်းနှွမ်းနေပြီနော်တချို့စာရွက်တွေလည်းတော်တော်အနှဲငယ်ပြည့်စည်နေပြီအကြီးပဲကြီးတယ်လေးတယ်နော်ကျွန်တော်ပြမယ်နော်ဒီပုံလေးကျွန်တော်ပြမယ်ကြည့်ပါအရန်လေးတယ်နော်9ပေါင်လောက်ရှိတယ်အလေးချင်9ပေါင်အထူက3လက်မလောက်ရှိတယ်အထူနော်အထူက3လက်မရှိတယ်နော်အလေးက9ပေါင်လောက်ရှိတယ်အလေးကြီးပဲအရန်လေးတယ်နော်ကျွန်တော်ပုံပြပေးပါမယ်လို့နော်ကဲအဲ့ဒါကဆရာကြီးကုရှင်ရဲ့စက္ကပ်မှုဆရာကြီးကုရှင်ရဲ့ကြိုးစားမှုဆရာကြီးကုရှင်ရဲ့အမှုတော်အဖြစ်ကျွန်တော်တို့ရှမ်းလူမျိုးတွေရှမ်းဘာသာစကားနဲ့ဘာသာပြန်ရေးသားထားတဲ့ရှမ်းတမချမ်းစာအုပ်ကိုရရှိခဲ့ပါပြီနော်ရရှိခဲ့ပါပြီကျေးဇူးတော်ရှင်မွန်တယ်တဲ့ကဲနောက်မှပဲကျွန်တော်ဆက်ပြီးတော့မှပြောပြအောင်မယ်နောက်မှာရှမ်းတမချမ်းစာအပြင်ဆရာကြီးကရှမ်းတွေဖယားတဲ့ခင်ကိုဝုတ်ပြုတ်ကိုကွယ်ချီးမွမ်းဖို့ရန်အတွက်ရှမ်းတမတချင်းစာအုပ်တော်မှာသူထုတ်ဝေနိုင်ခဲ့တယ်ရှမ်းတမတချင်းစာအုပ်လေဆရာကြီးကုရှင်ကရေးသားထုတ်ဝေပေးနိုင်ခဲ့တယ်ဆိုတာကျွန်တော်ဆက်ပြီးပြောပြမယ်နောက်ပတ်ကြမှာနော်အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေအာမင်